အားလုံးမင်္ဂလာပါဒီမဲ့ဆောင်းကြဒီနေ့ကျွန်တော်တို့မှာအပြင်ကနေပြီးတော့လာကြည့်ပါတယ်ညနေပိုင်းကျွန်တော်ဆက်ရွာဓမင်းချစ်တဲ့အန်တီတွေလုံးမစင်ဘူးပါအချိန်မစင်ဘူးပါအဒါလေးကတော့ကင်ချီကိုဝတ်တော်နဲ့ချက်ထားတဲ့နေပါဒီပါစီပြန်ဟင်းလေးပါစောင်းကြည့်စရာလေးပါဒီတော့ခန်းချီစီကိုပဲပြားလေးနဲ့ပြန်ပြီးအချိုလောက်ထားတဲ့ဟာလေးပေါ့ပုံမှန်ဆက်လက်ရွေးနေရပါပါတယ်ဒီတော့ဟော့တော့ချောင်းလေးတွေပေါ့သူ့ကိုအဲ့ဒီမိုးလေးနဲ့ကြော်ထားတာပါပြင်တော့အသားလုံးပါသူကစက်ပုံလေးနဲ့ကြော်ထားတာပါပြင်တော့မိုးလုံးအချောက်ပါအချင်းပြန်လောက်ထားတာပါတော့ကျွန်တော်ဆုံးမတွေ့တဲ့မိုးလုံးချင်းနဲ့တူပါတယ်ဒီမှာတွေ့တဲ့ထမင်းလေးကောင်းပါတယ်ပြီးလင်းဟင်းချော်တော့ဒီမှာအရွက်ဟင်းချင်လေးပါသူကနန်းဖက်ဖြူလေးတွေပါပါတယ်မဆောပါဘူးညနေပိုင်းကျွန်တော်တို့မှာအချိန်ကိုဆင်းမများပါတယ်ကျွန်တော်ဆိုရင်ဒီနေ့ဦးရ10နိုင်မှပြန်ရမှာပါကျွန်တော်ဆိုင်ရတော့10နိုင်ပြီးပါတယ်ကျွန်တော်တို့လည်းဘေး site ကလူလို့ကျွန်တော်တော့ဆင်းမှာပါမင်းအောင်ပါလေဒီပိုင်းရပါပဲငပြရပါလေဖြစ်ပါတယ်ဂင်ချီနဲ့ချက်ထားတာပါမချင်ပါဘူးပြီးရင်မဆက်ပါဘူးအယောင်ကစက်မြူလို့လည်းမဆက်ပါဘူးပဲပြောခန်းချစ်သူတွေလောက်ထားတဲ့ဟာလေးစောက်လို့ရအောင်ပါလေ။သူအရသာခြုံရတာနည်းနည်းလေးပဲပါပါတယ်။ခန်းချစ်သူရဲ့အချင်းနဲ့လောက်ထားတာပါ။အားကောင်းပါလေ။တော့ချောင်းလေးတွေစောက်ကောင်းပါလေ။ဒီတော့ဒီကားလုံးလေးတော့မုန်းညင်နေနေများပါဒီမှာဒီလေးစောင်းပါလေမို့လို့6လုပ်ပြီးတော့အချိန်ပြန်လုပ်ထားတဲ့ဟာတွေပါမိုးလုံးစင်နေမင်းစောပါဦးဘယ်တိုင်းလဲစောင်းပါလဲ
အဲဒီပဲပြလေးစားပါဦးအားလုံးပဲကျွန်တော်ဗီဒီယိုကိုကြည့်ပြီးတော့ကျေးဇူးများတင်ပါတယ်